လေယာမြေဥပဒေနဲ့ပတ်သက်ပြီးတော့နိုင်ငံရှင်းပြပေးသွားမယ်လေယာမြေဥပဒေက2012လေယာမြေဥပဒေကနောက်ဆုံးထွက်ရှိထားတာဖြစ်တယ်2020မှာတော့ပြင်ဆင်ထားတာတွေတော့ရှိတယ်အနေငယ်ကွဲလဲတာပဲဖြစ်တဲ့အတွက်2012လေယာမြေဥပဒေကိုပဲအခြေခံပြီးရှင်းပြပေးသွားမယ်အဲ့တော့2012လေယာမြေဥပဒေမှာအဓိကဘာတွေဖော်ပြထားပြီးတော့ဘယ်ပုံမှန်တွေကိုအဓိကထားပြီးနားလည်ထားရမလဲဆိုလို့ရှိရင်တော့ပုံမှန်6နဲ့8ရလေယာမြေလုတ်ပိုင်ခွင့်ရရှိတဲ့သူဒီလေယာမြေလုတ်ပိုင်ခွင့်လက်မှတ်ပုံစံခွန်ရရှိရမှာဖြစ်တယ်လေယာမြေလုတ်ပိုင်ခွင့်လက်မှတ်ပုံစံခွန်ရရှိထားတဲ့သူကပုံမှန်9ရရောင်းတာတွေဝယ်တာတွေပေါင်တာတွေပေးကမ်းတာတွေလဲလှယ်တာတွေငှားရမ်းတာတွေစသည့်အခွင့်အရေးများကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။သို့တော့အဆိုပါရောင်းတာတွေဝယ်တာတွေပေးကမ်းတာတွေလဲလှယ်တာကိုဆောင်ရွက်မဲ့လေယာမြေလုတ်ပိုင်ခွင့်ရရှိတဲ့သူကပုံမှန်12ရမြို့နယ်လက်စီမှာမှတ်ပုံတင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲဒီလိုမှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိခဲ့ဘူးဆိုလို့ရှိရင်တော့ပုံမှန်19ရမြို့နယ်လက်စီကပြစ်ဒဏ်ချမှတ်ခြင်းကိုခံရမှာဖြစ်ပါတယ်ဒါကတော့တန်ကြီးပေးဆောင်ရတာတွေလေယာမြေဘဝတင်ထုတ်တာတွေစသည့်ကိစ္စရပ်များကိုပြစ်ဒဏ်အဖြစ်သတ်မှတ်ခံရမှာဖြစ်ပါတယ်နောက်တစ်ခုကလေယာမြေလုတ်ပိုင်ခွင့်အငင်းပွားမှုကိုရက်ွက်ကြေးရွာနေပြီးတော့စတင်မူလမှုကင်းဖွင့်ပြီးတော့မကျင်တဲ့သူကမြို့နယ်ခရိုင်အစဉ်စဉ်တက်ပြီးပြဿနာရက်တွေကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်မြို့နယ်လေစီခရိုင်လေစီကချမှတ်တဲ့အမိန့်တွေကိုတော့ဒါအငင်းပွားတဲ့သူတွေကလိုက်နာမှာဖြစ်ပါတယ်အမွေကိစ္စလေယာမြေလုတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးအမွေကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းရမယ်ဆိုရင်တော့သက်ဆိုင်ရာတရားရုံးမှာဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဒီညမှာမြို့နယ်လက်စီခရိုင်လက်စီဆိုတာကတော့မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေဖြစ်တယ်ခရိုင်လက်စီဆိုတာခရိုင်အုပ်ချုပ်ရေးမှူးနဲ့ရမီရဖအဖွဲ့ဝင်များတွေဖြစ်တယ်ຢာတွေကိုတော့တည်ထားမှာဖြစ်ပါတယ်နောက်တစ်ခုကလေယာမြေကအခြားနည်းလျှောက်လို့ရပါတယ်ဒါကတော့အများသိနေတဲ့လရ30ပါလာရ30ဆိုတာကတော့လေယာမြေဥပဒေရဲ့အတူခောက်ပေါ့လာရ30ပါအရင်တော့ကတော့လာနာ39ဒါနဲ့လေယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေအရမလို့အတူကောင်းနဲ့လာနာ39ခေါ်တာပါအခုကတော့တချို့လာရ30တခြားနည်းလျှောက်လို့ရပါတယ်တခြားနည်းလျှောက်တဲ့အချက်လက်တွေကလည်းလေယာမြေဥပဒေမှာပါထားပြီးသားဖြစ်တယ်အစည်းအရုံးစေကန်တွေစာတင်ကျောင်းတွေစက်မှုစက်ရုံတွေဆိုရင်ဒါဦးစားပေးချထားပေးတာဖြစ်တယ်နောက်ဆုံးတည်ထားမှာတော့လေယာမြေဥပဒေပုံမှန်30ခွန်နဲ့30ခွန်ကာကြီးဖြစ်တယ်ပုံမှန်30ခွန်မှာတော့နိုင်ငံသားတွေကိုပေါင်တာတွေပေးကမ်းတာတွေရောင်းတာတွေလုပ်မယ်ဆိုရင်ဒါပြစ်မှုမြောက်ပါတယ်ရဲရဲပိုင်ပါတယ်30ခွန်ကာကြီးကတော့လေယာမြေလုပ်ပိုင်ခွင့်လက်မှတ်မရှိပဲလေယာမြေမှာဝင်ရောက်ကျူးကျော်စိုက်ပျိုးမယ်ဆိုရင်ဒါရဲရဲပိုင်ပါတယ်ပြစ်မှုပြစ်ဒဏ်တွေ2နှစ်ကနေ6လနဲ့2နှစ်တိထောင်နဲ့ကြာခံနိုင်ရပါတယ်ဒါတွေကိုတော့သတိထားရမှာဖြစ်ပါတယ်အဲ့တော့လေယာမြေလုပ်ပိုင်ခွင့်ရရှိတဲ့သူအနေနဲ့အထက်ပါပြောပြတဲ့အချက်လက်များကိုနားလည်ထားခြင်းဖြင့်ဥပဒေဘောင်အတွင်းကနေဆောင်ရွက်နိုင်ကြပါလိမ့်